ပါရှိရဆိုတော့လေနော်အစကိတ်ကတော့လုံးလို့ရအောင်ပါပါအစ်တွေတော့နေရနော်တိုင်းနော်ဟိုတက်တွေပဲတော့ကြည့်ရပါပဲနော် drop play ကတော့လမ်းနေဒီကောင်ကတော့ TS strike နောက်မှာတိုက်ချုံတော့သုံးလိုက်တယ်ဆိုရင်နာရူကီကုတ်တာမှညာနဲ့သူ flicker ပဲပေးပြီးတော့လိမ့်မလေးပဲပြန်ပတ်သွားတယ်ပေါ့နော်ဆိုတော့အရင်ကြီးလို့ဝင်တော့မလုပ်ရဘူးဘာလို့လူကတ်ကုတ်မယ်ပါညာဆိုနေနာတော့နာတယ်ဆိုတော့ PS လိုမျိုးဒါexperience နဲ့လေပိုရှိတဲ့ player တယောက်ကိုခဏနော်ကျွန်တော်အနာပေးပြီးတော့နာရူကီကိုအဓိကအစားသွင်းပြီးတော့သူတို့အဲ့လိုမျိုးယုံကြည်မှုပေးထားတဲ့ပုံပဲဒီလားကိုထင်တော့လေဟုတ်တယ်ကဲဆိုတော့နာရူကီနော်ကျွန်တော်ယုံကြည်မှုပေးနေတော့လေးမှာ performance လေးပြသသွားyou